ရာသီဥတုကနေမိုးဆောင်အခုမှတပြိုင်နဲ့ထပ်တူကြပါမယ်။မနေ့ဆိုနှင်းကြတယ်နေ့လည်းဆိုနေတအားပူပါတယ်။ညနေဆောင်ရောက်တော့လည်းမိုးကတအားရောက်တယ်။ရေသေးကောင်းရောစားကောင်းငါချက်မိုက်ကောင်းတဲ့ကံတော့မှပဲမခံနိုင်ပါဘူး။ရာသီဥတုမကောင်းလို့အစာလျှော့ထားတော့မှပဲမနေ့ဆိုငါးပေါ်နေသေးတယ်။အစာထက်လျှော့လိုက်မှပဲအဆင်ပြေသွားတယ်။ကိုကတော့လောကကြီးနေတယ်ငါကတော့ငါအများကြီးအစာနည်းနည်းနဲ့ဝါပါမလားဆိုပြီးအကျွေးချင်တယ်။ရောစားကောင်းရေသေးကောင်းပြီးတော့ကွန်ပြလိုက်တဲ့ငါဝနေတယ်။အကောင်ကြီးမှအစာကိုလျှော့ကျွေးနေရတယ်။အဓိကတော့အရာရှိကြီးကငါမှုမျိုးတော့တော့ provided အရာကိုပုံမှန်သုံးလို့ပဲဖြစ်ပါတယ်။အရင်တော့ငါတည်လို့ကံပေါ်လိုက်ရတယ်။နောက်တော့ငါပြန်ထည့်တယ်။အသေးလေးပြန်ထည့်တော့လည်းအသေးလေးပြန်တည်တယ်။သေးလည်းစုံနေရတယ်။နောက်တော့အရာရှိကြီး provided အရင်ပတ်ပြီးတဲ့နောက်ပိုင်းမှာအသေးရက်သွားတွေ့ရတယ်။နောက်လာကြမှာဒါကပြန်တည်တယ်ပေါ့နော်။အဲ့ဒီခါကျအရာရှိကြီး provided အရင်နဲ့ပြန်ပတ်တယ်။အသေးထက်ရောက်သွားအဲ့လိုနဲ့မကြပြန်တည်ဒီအရာရှိကြီး provided အရင်နဲ့ဒါထပ်ပြီးပတ်တယ်ပေါ့နော်။အသေးရတော့တဖြည်းဖြည်းနဲ့တစ်ဖက်နဲ့တစ်ဖက်နည်းနည်းဝေးသွားတယ်အဲ့လိုနဲ့ဒီတစ်ကောင်သားနှစ်ကောင်သားအသေးစတွေ့ရဆိုစီးပတ်လိုက်တာကောင်းသွားတယ်အကိုတယောက်ကဆိုလို့ရှိရင်မင်းကစီးမြဆွဲနေလားပေါ့အမြဲတမ်းဒီတစ်ကောင်သားနှစ်ကောင်သားတည်ဆိုစီးပတ်လိုက်ပြန်ပြောင်းသွားလိုက်အဲ့လိုမျိုးနဲ့ဆိုတော့စီးမြဆွဲနေလားပေါ့မင်းကအဲ့လိုနဲ့အရာရှိမြဲ provided အရင်ကပုံမှန်ပတ်ခဲ့တယ်အဲ့အကျိုးတွေကအခုဆိုရင်ဒီ antibiotic ဓာတုဆေးတွေမသုံးရတော့တဲ့အထိပေါ့လေနောက်ဆုံးစားချမ်းတော့မှပဲဒါမသုံးရတော့တာ2နှစ်ရှိခဲ့ပြီရောစားလည်းအထူးတလည်းပြင်ပြရမလို့ငါးချက်မှလည်းကောင်းတယ်ကြီးချမ်းလုံးလည်းကောင်းနေတာကိုတွေ့ရတယ်လက်ရှိငါးသိလို့အရာရှိရဲ့ provided အရင်တုံလာပြီးလို့ငါးတည်ရသွားတဲ့မိတ်ဆွေတွေတလားအကြာလောက်ပါပဲပြန်ပြီးတည်ခဲ့လို့ရှိရင်လည်းစိတ်မပူဘဲနဲ့ရှိပြန်စေလိုတဲ့ရှိခဲ့ရင်ဒါပြင်ဆင်ပြီးတော့ပေါ့နော်အရာရှိရဲ့ provided အရာကိုပြန်သုံးဖို့အချမ်းပေးပြရတယ်လက်ရှိရာသီဥတုမှာငါးသိလို့ဒီရေစစ်လိုက်တိုင်းပြေးကျွာဂိတ်ကုန်တက်နေတော့တွေ့ရတယ်ပြေးတာမြင်တဲ့တော့အမုန်းများအနှဲငယ်လေးရှိကြတော့မှပဲဒီအစိတ်သိမှုများနေနိုင်တယ်အနာကြီးမရှိဘဲနဲ့ငါးရိပ်သေးနေဆိုလို့ရှိရင်ရေချောင်းသေးတယ်ဆိုတာတေချာလောက်ရှိတယ်ပေါ့နော်အဲ့ဒါကိုဘုသက်ဆေးတွေနင်းကန်သုံးလို့ပဲဆိုလို့ရှိရင်အနာရှားဆေးတခြားဖြစ်ပြီးတော့ပုံချစိတ်တွေလက်ပုံယောဂလည်းမပြောက်ဖြစ်တယ်ပေါ့နော်ဒီယောဂပူကြောင့်လို့ငါးသေးတယ်ဆိုလို့ရှိရင်တချို့ဘက်တီးရီးယားတွေကပူရင်းတဲ့ရသီဥတုနဲ့ရေပြေးအမြင့်တွေမှာသူကပုံမချိုင်းနေတဲ့အတွက်ကိုဒါပေါက်ပွားမှုမြန်ဆန်တယ်ပေါ့အဲ့တော့ဒီအချက်ဘက်တီးရီးယားတွေချိုင်းနေတဲ့ဝန်ချင်းဖြစ်တဲ့ရေ pH ကိုရှော့ချပြီးတော့ထိန်းညှိလိုက်တာနဲ့တချို့ဒီဘက်တီးရီးယားတွေမရှင်တန်မပေါက်ပွားနိုင်တော့ဘူးအဲ့လိုပြေးမြင်မှာကိုရှော့ချထိန်းညှိဖို့ဆိုရင်တော့အရာရှိမြဲ provided အရင်ကဒါပို့ပြီးတော့တင့်တော်ပြီးတော့ထိရောက်တာကိုတွေ့ရတယ်လက်ရှိမှာလည်းဒါပုံမှန်သုံးနေတဲ့လုပ်ငန်းရှင်တွေနဲ့မကြသုံးနေတဲ့လုပ်ငန်းရှင်တွေဒီငါးကန်တွေမှာရေပြန်စစ်လိုက်လို့ရှိရင် pH ကိုထိန်းချနိုင်တော့ဒါလက်တွေ့မြင်ရတဲ့အတွက်ပဲဖြစ်တယ်ပေါ့လေအဲ့တော့ဒီ pH ကိုထိန်းညှိဖို့အမိုနီယာနိုက်ထရိတ်အဲ့ကိုတတ်ဖို့နဲ့ဒီရေသွေးကောင်းဖို့ဆိုလို့ရှိရင်တော့ဒီအရာရှိမြဲ provided အရာကိုပဲဒါပုံမှန်သုံးကြဖို့တိုက်တွန်းလိုတယ်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံပါ